မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျအိမ်ပြန်ရောက်ဖို့ကြိုးစားစေပါရှိကြဆုံးနေရတွေ့အင်္ဂလာနေခြင်းတွေကနေတိုင်းမဲ့မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြာဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျ
အိမ်ပြန်ရောက်ဖို့ကြိုးစားဆဲပါရှိကြဆုံးနေရတွေ့အင်္ဂလန်နေချိန်တွေကနေတိုင်းပဲ မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်သေးသေးတော့ကျွန်တော်ဘလောက်ကြကြဒီနိုင်ငံမှာရှိနေအောင်မလဲဆိုတာကိုယ်တိုင်လည်းမသိသေးဘူးဗျ အိမ်ပြန်ရောက်ဖို့ကြိုးစားဆဲပါရှိကြဆုံးနေရတွေ့အင်္ဂလန်နေချိန်တွေကနေတိုင်းပဲ မြန်မာပြည်ကိုမလွမ်းဘူးလားလို့မေးဟုတ်ကဲ့ကျွန်တော်ရမ်းလွမ်းပါတယ်မင်းအခုပြန်မလားလို့မေးကျွန်တော်မပြန်ချင်သေးဘူးဗျဘာလို့လဲဆိုရင်အောင်မြင်မှုနဲ့ရည်ရွယ်ချက်တွေကိုဒီနိုင်ငံကနေထုတ်ပိုးပြီးမပြန်နိုင်